ပတ်သက်နေပြီတော့လူကြီးဖြစ်ပြီပဲဟုတ်လားအိုးဟုတ်တယ်တဲ့လူကြီးဖြစ်ပြီနော်ဒီကတရားငယ်တရားပူလေပါလို့ဆိုဟုတ်တယ်ကျင်နာလက်ကညစ်တက်နေလို့ဟုတ်တယ်စကားလည်းတက်နေစားအိုးအားရပါရအောင်တက်ရစားအိုးကောင်းတော့ကွာကောင်းလားဝါဒမစားဘူးဝါဒမစားရင်ဖယ်လားအဲ့ဒါမစားရင်ဖယ်ထားလိုက်လေကိုစားမဟာပဲစားလေစားမလေအိုးတက်ရတာအိုးအစားတောက်တွေရတော့ရမ်းပဲအိုးကိုလာထားတော့လားမစားရင်ဒီတော်ပြီနော်တော်ပြီပေါ့နော်ရေပဲတောက်အဲ့လိုမျိုးမတောက်ပါဘူးဇုံးလေးနဲ့တောက်ဇုံးလေးနဲ့အိမ်နေရတောက်ဘယ်လောက်လဲတမျိုးပြောရမှာဘူးဆိုင်ကတော့1500ပြီလေမရောက်ပေါင်းတယ်1500ပေါ့ဒီလည်းနေဝဲရတယ်မောင်ကိုဝဲနေရတယ်တိုင်းဘောပူပြီးစူရပြီကြာဟောကြည့်လိုက်ပါလားခင်းတဲ့လူတန်းရောင်းပြီးတော့ခင်းတဲ့လူမရောင်းပြီးပါဘူး